အသက်20ကျော်မှာတည်ထားတဲ့စီးပွားရေးပညာ5ချက်အသက်20ကျော်ဆိုတာဘဝကိုစတင်တည်ဆောက်တဲ့အချိန်မှာဒီရွယ်မှာလှုပ်တဲ့ဆုံးဖြတ်ချက်တွေကနောက်9နှစ်10နှစ်မှာကိုယ့်ဘဝကိုဓာတ်ရိုက်တည်ရောက်မှုရှိတတ်ပါတယ်တချို့လူတွေကအသက်30ရောက်မှနောင်တရတတ်ကြတယ်ငါအဲ့ဒီအချိန်ကတည်ထားခဲ့ရင်ကောင်းမယ်ဆိုပြီးတော့ပါဒါကြောင့်ဒီနေ့အသက်20ကျော်တိုင်းတည်ထားတဲ့အရေးကြီးဆုံးစီးပွားရေးပညာ5ချက်ကိုပြောပြပါမယ်နံပါတ်1ငွေရှာတာထက်ငွေထိန်းတတ်ဖို့ပိုအရေးကြီးပါတယ်လူငယ်အများစုထင်တာကငွေများများရှာနိုင်ရင်ဘဝကောင်းမယ်လို့ပါဒါပေမဲ့ငွေများများရှာနိုင်သူတိုင်းမချမ်းသာပါဘူးတချို့လူတွေကလစာကောင်းရပေမဲ့လကုန်တိုင်းငွေမကျန်ဘူးဘာကြောင့်လဲငွေမထိန်းတတ်လို့ပါဝင်ငွေတိုးရင်အသုံးစရိတ်လည်းတိုးတတ်ပါတယ်ဒါကြောင့်ဝင်ငွေများတိုင်းငွေမကျန်တာပါဒါကြောင့်ငွေရလာတဲ့နေ့ကလေးကအနည်းဆုံးတစ်စိတ်တစ်ပိုင်းကိုစုထားပါမကျန်လို့စုမရတာမဟုတ်ပါဘူးမစုလို့မကျန်တာပါငွေဝင်စေတဲ့အရာနဲ့ငွေထွက်စေတဲ့အရာကိုခွဲခြားသိပါလူငယ်တွေကဖုန်းအသစ်ဆိုင်ကယ်အသစ်ဝယ်စားအသစ်တွေကိုဝယ်ချင်တာများပါတယ်လိုအပ်တာထက်ပိုဝယ်ချင်နေတာဝယ်မိနေတာမျိုးတွေကိုပြောတာပါဒါတွေကမှားလားဆိုရင်တော့မမှားပါဘူးဒါပေမဲ့ကိုယ့်ကိုယ်မေးကြည့်ပါဒီအရာတွေကငွေဝင်စေသလားငွေထွက်စေသလားဆိုတာကိုသေချာသိရပါမယ်ငွေဝင်စေတဲ့အရာကိုပိုစုရမယ်ငွေထွက်စေတဲ့အရာကိုပိုပြီးထိန်းချုပ်ရပါမယ်ဥပမာကိုယ့်ရဲ့အရေးချင်းကိုယ့်ရဲ့ပညာကိုယ့်ရဲ့လုံနိုင်စွမ်းဒါတွေကငွေဝင်စေတဲ့အရာတွေပါအရင်အရေးကြီးတာအမြင့်ဆုံးတန်ဖိုးရှိတာကိုအရင်တိဆောက်ထားဖို့ပါပဲနံပါတ်3အရေးချင်းကအကြီးဆုံးပိုင်ဆိုင်မှုပါဒီဘက်ခေတ်မှာစာရွက်ပေါ်ကလက်မှတ်တွေထက်လုံနိုင်စွမ်းကပိုအရေးကြီးလာပါတယ်ကိုတကယ်လှုပ်တတ်တာဘာလဲကိုတကယ်ကျွမ်းကျင်တာဘာလဲစကားပြောနိုင်မှုလားလူမှုဆက်ဆံရေးကောင်းမှုလားရောင်းချနိုင်မှုလားနည်းပညာအသုံးချနိုင်မှုလားစသဖြင့်ပါဒီရည်ချင်းတွေကဘယ်နိုင်ငံသွားဘယ်အလုပ်လုပ်ကိုနောက်လိုက်လာမယ့်အရာတွေပါအသက်20ကျော်မှာပျက်စီးတဲ့အရေးချင်းဘက်မှာပို့ပြီးတော့ယဉ်နှီးမြှုပ်နှံသင့်ပါတယ်ဝင်ငွေတစ်ခုတည်းကိုအာမကိုပါနဲ့လစာတစ်ခုတည်းနဲ့ဘဝတည်ဆောက်ဖို့ဆိုတာခက်ခဲပါတယ်အရန်ခက်ခဲတယ်လို့တော့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီလုံးမရှိတော့ရင်ကိုယ်ဝင်ငွေတစ်ခုလုံးရပ်တန့်သွားနိုင်လို့ပါဒါကြောင့်အချိန်ပေါ်မှာအခြားဝင်ငွေလမ်းကြောင်းတွေကိုစဉ်းစားပါဥပမာအသေးစားရောင်းဝယ်မှုတွေလက်မှုပညာတွေအွန်လိုင်းဝန်ဆောင်မှုတွေအစားအသေးလေးပဲဖြစ်ချင်ဖြစ်နေအောင်ပါအရေးကြီးတာကစတင်ထားနိုင်မှုပါပဲအချိန်ကငွေထက်တန်ဖိုးကြီးပါတယ်အသက်20မှာစတင်လုပ်သူနဲ့အသက်30မှာစတင်လုပ်သူတူညီတဲ့အရာလုပ်ပေမဲ့ရလဒ်ကမတူညီနိုင်ပါဘူး။ဘာကြောင့်လဲ။အချိန်ကြာလေအကျိုးရလဒ်ပိုကြီးလေပါ။တေးသေးလေးစတင်ထားတာကမစတင်ထားတာထက်ပိုကောင်းပါတယ်။နောက်မှလုပ်မယ်ဆိုတဲ့အတွေ့အလူငယ်တွေရဲ့ဘဝမှာအန္တရာယ်အကြီးဆုံးအတွေ့ပါ။ဒါကြောင့်ညီကုန်းချုပ်အနေနဲ့ပြန်ပြောရမယ်ဆိုရင်အသက်20ကျော်မှာတည်ထားတဲ့စီးပွားရေးပညာတွေကနံပါတ်1ငွေကိုထိန်းချုပ်ပါနံပါတ်2ငွေဝင်စေတဲ့အရာတွေကိုစုပါနံပါတ်3အရေးချင်းတွေတိဆောက်ပါနံပါတ်4ဝင်ငွေလမ်းကြောင်းတွေများပါစေနံပါတ်5အချိန်ကိုမလွတ်ပါစေနဲ့ဒီချက်တွေကိုဒီနေ့အစပြီးလက်တွေ့ကျင့်သုံးနိုင်ရင်နောက်9နှစ်အတွင်းမှာကိုယ့်ဘဝလုံးဝကွာခြားသွားနိုင်ပါတယ်ဘဝကိုပြောင်းလဲဖို့အတွက်ကြီးမားတဲ့လှုပ်ရှားမှုတွေနဲ့စတင်မှုထက်တေးသေးလေးစနစ်တကျလုံနိုင်ရင်လည်းပိုကောင်းပါတယ်